ဒီလောက်ရတစ်ခုဟာမှားတဲ့မှန်တဲ့ဆိုတာကိုယ်အထင်နဲ့ကိုယ်အမြင်နဲ့မဆိုင်ဘူးအမှန်တရားသည်အမှန်တရားအနေနဲ့ရှိတယ်အဲ့ဒါကိုတိုက်ဆိုင်မှုနဲ့ယုံကြည်မှုတွေဖြစ်သွားပြီးလူတွေဟာအမှားကိုအမှန်ထင်ပြီးတော့လုံးမိတဲ့အခါမှာဆင်းရဲဒုက္ခရောက်ကြတာလေးကိုပုံပြင်လေးတစ်ခုအနေနဲ့မှတ်သားကြည့်ဖို့ဒီကနေ့ခေတ်မှာလည်းသတိထားစရာပေါ့တိုက်ဆိုင်မှုတွေကအလွန်များတယ်950ဇတ်ထဲမှာပါတဲ့ဇာလံကလေးတစ်ပုဒ်ပေါ့ဒီကနေ့ခေတ်နှိုင်းယှဉ်ပြီးပြောရမယ်ဆိုရင်ချဲနံပါတ်ပေးလို့ပေါက်သွားရင်မှန်လိုက်တာဆိုရတိုက်ဆိုင်မှုပေါ့နော်။နောင်လည်းပဲသူပေးရင်မှန်တယ်လို့ထင်ပြီးတော့လူတွေကဆွဲလန်းတတ်ကြတယ်ပေါ့။ဒါတွေကတိုက်ဆိုင်တယ်လို့ပြောတာအမှန်တရားမဟုတ်တိုက်ဆိုင်လို့ဖြစ်တဲ့အရာတွေဒီ950ဇတ်ထဲမှာပါတဲ့အကြောင်းအရာလေးတစ်ခုကိတဝိဆာဆိုတဲ့ယသိတစ်ပါးဟာဒန္တကိဆိုတဲ့ဘုရင်ကြီးရဲ့နိုင်ငံဘက်ကိုသွားပြီးတော့ကုမ္မဝတီဆိုတဲ့မြို့ကဥယျာဉ်တစ်ခုထဲမှာအေးအေးဆေးဆေးအဲ့ဒီမှာနေထိုင်တယ်ပေါ့အဖြစ်ပြက်ကဘလို့ဖြစ်တုံးယသိသူတော်စင်သောကိတဝိဆာလို့ဆိုတဲ့အတိုင်းခန္ဓာကိုယ်ကပိန်နေရေမိုးချိုးတာမရှိသည့်အတွက်ကြောင့်အနေထိုင်ကညင်ညစ်ဆုပ်ဆုပ်ဖြစ်တယ်ယသိဆိုတဲ့သဘောကသဗ္ဗေနေကိုခေါင်းလျှော်တာလည်းမရှိဘူးဖြေတာရှင်းတာလည်းမရှိဘူးဆိုတဲ့ဆံချစ်လို့ထုံးထားတဲ့ဟာဖြစ်တယ်အဲ့ဒီယသိဥယျာဉ်ထဲမှာသူ့ဟာသူအေးဆေးဆေးတရားနဲ့နေတဲ့ယသိတနေ့ကျတော့ဘာဖြစ်လာလဲဆိုဒန္တကိဘုရင်ကြီးကရှေးခေတ်မှာအချောဆုံးအလှဆုံးအမျိုးသမီးတွေကိုပြည့်တစားဆိုတဲ့ယာတုခန့်ထားတာရှိတယ်ဒါသူတို့ခေတ်ကနော်အချောဆုံးအလှဆုံးအမျိုးသမီးတွေဟာကန်ဆိုးရှာကြတယ်သူတို့ဟာဘုံဆိုင်သဘောမျိုးဖြစ်သွားတယ်တရက်တော့အဲ့ဒီပြည့်တစားဘုရင်ကယာတုခန့်ထားတဲ့အမျိုးသမီးကိုအကြောင်းတစ်ခုခုကြောင့်ဘုရင်ကြီးကယာတုကချလိုက်တယ်ယာတုပေးထားတယ်ဆိုတော့ဘုရင်ကငွေကြေးဒဏနဲ့နေရာထိုင်ခင်းနေပေးထားတယ်ယာတုပြုတ်သွားပြီဆိုရင်ငွေကြေးလည်းမရဘူးနေရာလည်းမရအဲ့ဒါလို့ဖြစ်သွားတော့သူကဥယျာဉ်ထဲရောက်တော့ခုနယသိကိုမြင်တဲ့အခါမှာဘလို့အတွေးပေါက်တယ်လဲဆိုငါဟာဆက်ဆုပ်เสียကြက်တည်မရှိတဲ့ယသိကိုတွေ့ရတယ်အဲ့ဒီကြက်တည်မရှိတဲ့ယသိကိုယသိရဲ့ခန္ဓာကိုယ်ငါမှာဒီဘုရင်ကြီးကယာရုချလိုက်တော့သူကန်ဆိုးနေတယ်အဲ့ဒီကန်ဆိုးနေတဲ့အရာတွေကိုဒီသူရုပ်ပေါ်မှာတတွေးထွေးလိုက်ရလို့ရှိရင်ငါကန်နေပြန်ကောင်းလိမ့်မယ်လို့ယူဆတာလူလောကဆိုတာအထင်တွေကတော်တော်ဆိုးတယ်နော်မှားရွေးနဲ့အတွေ့သူရုပ်မှာကိုတတွေးထွေးလိုက်ရလို့ရှိရင်သူ့ခေါင်းကိုတတွေးထွေးလိုက်လို့ရှိရင်ငါဟာကံကောင်းလိမ့်မယ်ငါရဲ့ကံဆိုးတွေဟာပျောက်သွားလိမ့်မယ်သူ့ပေါ်ကိုကုပေးလိုက်မယ်ပေါ့အဲ့လိုအတွေးနဲ့သူဟာယသိရဲ့ခေါင်းပေါ်ဆံချစ်ထဲကိုတတွေးထွေးထည့်လိုက်တယ်အဲ့လိုတတွေးထွေးပြီးတော့သူ့ကိုယ်သူကံကောင်းပြီဆိုတဲ့ပြည့်စုံမှစိတ်ကထင်သွားတဲ့အချိန်လေးမှာ
ဘုရင်ကြီးကလိုက်ရှာခေါ်ပြီးတော့သူ့ကိုယာရုပြန်ခံလိုက်တယ်တိုက်ဆိုင်သွားတာနော်တိုက်ဆိုင်သွားသူ့စိတ်ထဲမှာဘာဖြစ်သွားဒီယသိကိုတတွေးထွေးလိုက်ရလို့ယသိခေါင်းကိုတတွေးထွေးလိုက်ရလို့သူဟာယာရုပြန်ရတယ်လို့ရှုဆပါဒါကြောင့်တိုက်ဆိုင်မှုတွေကိုထူးသတိထားဖို့လိုအပ်တယ်ကိုလှုပ်တဲ့အလုပ်ဒီမကောင်းတဲ့အလုပ်မဖြစ်စေဘူးတိုက်ဆိုင်မှုတွေဆိုတာရှိတယ်ဆိုတာတတိထားဖို့သူဟာမဟုတ်တာလှုပ်ပြီးတော့မဟုတ်တာလှုပ်လို့ကံကောင်းတယ်လို့တိုက်ဆိုင်မှုအပေါ်မှာယုံကြည်လိုက်တာသူရရုပြန်ရသွားပြီထို့တူပဲသူရရုပြန်ရပြီးတဲ့နောက်မှာပရောဟိတ်ကြီးကလည်းရရုပြုတ်သွားတယ်ရရုပြုတ်သွားတော့ပရောဟိတ်ကငါနှမငါလည်းယာရုပြုတ်တယ်ဘာလုပ်ရမလဲလွယ်ပါတယ်ဟိုဥယျာဉ်ထဲကယသိယုတ်ရဲ့ခေါင်းကိုသွားပြီးတော့တတွေးထွေးလိုက်ယာရုပြန်ရတယ်ရေရဟာခြေတာပေါ့နော်ရေရဟာခြေတယ်ရေရဟာခြေတာဆိုတာဗမာတွေမှသာရှိတာမဟုတ်ဘူးတခြားနိုင်ငံမှာလည်းရှိတယ်အင်္ဂလိပ်လိုရေရခြေတယ်ဆိုတဲ့စကားလုံးကိုသိကျင်လို့ရှင်ပြောပြမယ်ရေရခြေတယ်ဆိုတာမကောင်းတဲ့ကံတရားတွေကိုကောင်းအောင်ပြန်လုပ်တယ်ဆိုတဲ့အဓိပ္ပာယ်သူတို့ကြတော့ဘလို့သုံးလို့ဆိုရင်နော် keeping bad luck away bad luck ဆိုတာမကောင်းတဲ့ကံတရားတွေကိုတခြားကိုပို့ထားတယ် keep bad luck away ဆိုအဲ့ဒါရေရခြေတယ်ဒုတိယကံမကောင်းမှုဆိုရင်မကောင်းတဲ့ကံတွေကိုအဝေးပို့ထားတယ်ဒါရေရခြေတယ်အဲ့ဒီပုံနာကြီးယာရုပြုတ်သွားတော့ကံမကောင်းမှုသူလည်းရေရခြေလို့ရှိရင်ယာရုပြန်ရလိမ့်မယ်ဆိုရင်ခဏခေတ်လည်းခြေနေကြတာပဲဒီရေရတွေအဲ့တော့ကောင်းတဲ့ခြေရင်တော့ကိစ္စမရှိဘူးမကောင်းတဲ့လှုပ်တွေလှုပ်ခြေပဲဆိုရင်ဆိုးကျိုးကလာနိုင်တယ်အဲ့တော့ဒီပရောဟိတ်ပုံနာကြီးကပြည်တသမပြောတယ်လွယ်ပါတယ်ယာရုပြန်ရခြင်းအဲ့ဒီဥယျာဉ်ထဲကယသိခေါင်းသွားပြီးတော့တတွေးထွေးလို့ဆိုတော့ပရောဟိတ်ကြီးကလည်းယာရုပြန်ရခြင်းလို့သွားလုပ်ပြန်တယ်ဟိုယသိကတကယ်သူတော်စင်ကြီးသိခံနေတာဘာမှမလုပ်ဘူးတတွေးထွေးလိုက်တတွေးထွေးပြီးမကြရင်နောက်တည့်ဘုရင်ကြီးကခေါ်ပြီးသူယာရုပြန်ပေးတယ်ဟာကံကောင်းသွားပြီရေရကြည်သွားပြီယူဆပြန်တိုက်ဆိုင်မှုနော်တိုက်ဆိုင်မှုကိုမှန်တရားလို့ယူဆပြီးတော့သူကျင့်တတ်တယ်စစ်ပွဲကြုံလာတဲ့အခါမှာအဲ့ဒီဘုရင်ကြီးကစစ်တိုက်ထွက်ရမယ်စစ်တိုက်ထွက်ရမယ်ဆိုတော့ပရောဟိတ်ဗုဒ္ဓရဲ့အကြံပေးတယ်ရှင်မင်းကြီးစစ်ပွဲအောင်မြင်သလားအောင်မြင်နေစစ်ပွဲအနိုင်ရချင်လို့ရှိရင်အဲ့ဒီယသိခေါင်းသွားပြီးတတွေးထွေးရင်စစ်ပွဲအောင်လိုက်မယ်လူဆိုတာကောင်းတယ်ဆိုရင်သွားလှုပ်တာပဲလေအသိဉာဏ်မရှိတော့ဘုရင်ကြီးရောစစ်ထွက်မဲ့တတ်သားတွေရောအလုံးဥယျာဉ်နဲ့သွားစစ်ထွက်တော့မဲ့အချိန်မှာဥယျာဉ်နဲ့သွားပြီးတော့ယသိခေါင်းကိုတတွေးတွေနဲ့ထွေးကြတာယသိကြီးကတော့ဒီတိုင်းပဲသိခံနေရှာတကူလုံးဟာတတွေးတွေနဲ့ပွားပြီးရေတွေဟာခြေထားလိုက်ကြတာအဲ့ဒီလိုပြီးဘုရင်ကြီးကစစ်ထွက်သွားတဲ့အခါတိုက်ဆိုင်မှုနဲ့ဟိုကြတော့စစ်ပွဲအောင်လာပြန်နော်စစ်ပွဲအောင်လာဒါတွေဟာယသိကြီးကိုတွေးထွေးလို့အောင်တယ်လို့သူတို့ဟာထင်နေကြအမှန်တော့တိုက်ဆိုင်မှုတက်တက်တာဖြစ်တယ်ပေါ့ပြန်လာတဲ့အခါကျတော့အောင်ပွဲရလာပြီဆိုစစ်သူကြီးကတော့စဉ်းစားဉာဏ်ရှိတယ်စဉ်းစားဉာဏ်ရှိတော့ယသိကြီးစီသွားပြီးစိတ်မကောင်းစွာနဲ့ရှေးမိုးချိုးပြီးတော့တွေးတွေထွေးထားတာတွေကိုသုတ်သင်ရှင်းလင်းပေးတယ်ပေးပြီးတော့ယသိကြီးကိုလျှောက်တယ်ရှင်ယသိကြီးတိုင်းပြည်ဘာဖြစ်နိုင်တော့
ဆိုတော့ယသိကြီးကပြောတယ်အေးငါကတော့အလုံးပေါ်မှာသိခံနဲ့ခွင့်လွတ်တယ်ဒါပေမဲ့လို့နတ်တွေကစိတ်ဆိုးနေကြပြီနတ်တွေကအစည်းအဝေးထိုင်နေပြီဒီတိုင်းပြည်တစ်ခုလုံးကိုမြေမြုပ်ပြစ်မယ်ဆိုပြီးတော့အစည်းအဝေးဆုံးဖြတ်ထားပြီနော်သူတို့လောက်ရက်ကိုတိုက်ဆိုင်မှုကြောင့်ခဏတစ်ပြုတ်ကောင်းသွားတာကိုသူတို့အကောင်းထင်နေကြတယ်နတ်တွေကစိတ်ဆိုးနေပြီဒီတိုင်းပြည်ကြီးကိုဖျက်ဆီးလိုက်မယ်ဆိုတော့စစ်သူကြီးဟာသူ့သားမယားမိသားစုပစ္စည်းဥစ္စာတွေကိုယူပြီးတခြားတိုင်းပြည်ဘက်ကိုထွက်ပြေးသွားတယ်9 ရက်မြောက်တဲ့အခါကျတော့ကောင်းကင်ယံကသဲလေးတွေအပေါ်ကနေပြီးတော့မိုးပေါက်မဟုတ်ဘဲနဲ့သဲမုန်လေးတွေရွာချလာသဲမုန်လေးတွေကတန့်ပြန့်ပြီးတော့နေတော့မြေပြင်တွေပေါ်မှာလည်းအကုန်လုံးတန့်ပြန့်သဲမုန်လေးတွေခင်းထားသလိုပဲတန့်ပြန့်သဲမိုးရွာပြီးတဲ့အခါကျတော့ပန်းမိုးတွေရွာလိုက်တယ်လူတွေကဝမ်းသာကြတယ်မြေကြီးကလည်းတန့်နေတယ်မွေးကြိုင်နေတဲ့ပန်းမိုးတွေကလည်းကောင်းပေါ်ကကျလာတယ်ခြေနဲ့နေကြတာလူတွေကပျော်လိုက်ကြတာခဏနေတော့ဒီငွေကြေးတနဒင်္ဂါရွာချပြန်တယ်တန်မိုးသိမ့်မကြည့်တဲ့ဒင်္ဂါလေးတွေရွာချလိုက်တယ်အလူရဲ့လူတွေကဒင်္ဂါတွေရွှေဒင်္ဂါတွေကိုကောက်ကြတယ်ငါတို့ဟာကံကောင်းတာဒီယသိရုပ်ကြီးကိုလှုပ်လို့ငါတို့ကံကောင်းလာကြပြီလို့စိတ်ထဲမှာထင်နေကြတယ်ဒင်္ဂါမှုတွေရွာချပြီးတဲ့အခါမှာကောင်းကင်ယံကလက်ဝတ်ရတနာတွေချလာပြန်တယ်ရှူကြတယ်လူတွေကပြောကြလက်ဝတ်ရတနာတွေဝတ်ကြစားကြတယ်သိမကြဘူးလက်ဝတ်ရတနာတွေလောဘနဲ့လူတွေဟာအိမ်ထဲမှာတယောက်မှမရှိအပြင်ထွက်ပြီးတော့နောက်ထပ်ဘာလာအောင်မလဲလို့မျောနေတဲ့အချိန်မှာမိချီခဲတွေပေါ်နေကြလာအဲကြတော့လောင်ပြီးတကူလုံးအကုန်လောင်တာဘယ်သူမှပြေးမလို့တော့ဘူးဘောမိချီခဲတွေရွာချပြီပြီးတဲ့အခါကျတော့ဓာမိုးလှမိုးတွေကြွလာပြီအကုန်လုံးတရှိတရဝါတွေအကုန်လုံးဓာတ်တွေလှန်နေနဲ့ခုတ်ဖြတ်ပြီးတော့လူတွေဟာပိုင်းပိုင်းတစ်တစ်ပြတ်ပြီးအဲ့ဒီဘဝရောက်ပြီးသေဆုံးကုန်ကြအဲ့ဒီအချိန်ကျတော့မှသေမိုးကြီးတစ်ခါထပ်ရွာချသေမိုးကြီးရွာပြီးတော့လူတွေကောင်းတွေကိုအကုန်လုံးဖုံးပြစ်လိုက်တယ်ဖုံးပြစ်လိုက်တဲ့အခါအဲ့ဒီမြို့ကြီးတစ်မြို့လုံးဟာမြို့ပြက်ကြီးပြည်ပြင်းကြီးတစ်ခုဖြစ်သွားတယ်အားလုံးဟာမြေကြီးထဲမှာမြုပ်ပြီးတော့အလောင်းတွေပါဖုံးပြီးတော့အားလုံးဟာပျက်စီးဆုံးရှုံးသွားတယ်ဘာတစ်ခုမှမကြံအောင်အကုန်လုံးဖုံးပြလိုက်တယ်နတ်တွေကသူတော်ကောင်းကိုပြစ်မှားတဲ့လူတွေကိုဒဏ်ခတ်တဲ့အနေနဲ့လှုပ်လိုက်တာပဲဖြစ်တယ်ဒါဟာတိုက်ဆိုင်မှုကိုအကောင်းထင်ပြီးတော့မဟုတ်တာတွေလုံးလို့ရှင်လဲကောင်းညို့ရတယ်လို့လူတွေကယူဆကြတယ်အဲ့ဒါရဲ့အပြစ်ဒဏ်ကိုခံလဲရလို့ဒီကနေ့ထိအဲ့ဒီနေရာမှာသဲပြင်းကြီးတောအုပ်ကြီးအနေနဲ့သာရှိတယ်မြို့ပြန်မဖြစ်တော့ဘူးတဲ့အဲ့ဒီနေရာမှာဒါက950ဇတ်ထဲမှာသရဘိင်္ဂဇတ်ဆိုတာရှိတယ်အဲ့ဒီလိုမိုးတွေမရွာခင်ခုနကယသိကြီးကိုသူတို့ရဲ့ခေါင်းဆောင်ဆရာယသိကြီးကတမ္မာတဲ့ယသိနှစ်ပါးကိုထမ်းဆက်နဲ့လွှတ်လိုက်ပြီးတတွေထွေးခံရတဲ့ကိတဝိဆယသိကိုဝေးရာကိုတည်ဆောင်သွားတယ်အဲ့ဒီယသိလည်းတည်ဆောင်သွားရောခုနလိုမိုးတွေအမျိုးမျိုးရွာချပြီးလူတွေအလုံးသိဆုံးသွားကြတယ်ဒါဟာတိုက်ဆိုင်မှုလို့တိုက်ဆိုင်မှုကိုအဟုတ်ထင်ပြီးတော့မှားယွင်းမှုတွေကိုလှုပ်ဆောင်ကြလို့ဒုက္ခရောက်တယ်ဆိုတာသင်္ကန်းစာအနေနဲ့မှတ်သားဖို့လိုအပ်တယ်